မင်္ဂလာပါရှင်အခုမနေ့ပြပေးတာတွေကတော့တမတ်သားလက်စွပ်လှလှလေးတွေဖြစ်ပါတယ်ကဲတမျိုးစီတခြားကြည့်နော်တအားကိုမှလှပါတယ်ရှင်နောက်လည်းထပ်ပြောပြပေးအောင်မယ်အားလုံးတမျိုးစီအရန်လှပါတယ်စိတ်ဓာတ်လေးတွေတွေ့ရင်အားပေးလို့ရပါတယ်လို့နော်အကုန်လုံးလှပါတယ်ရှင်ကဲတမတ်သားလက်စွပ်တွေကြီးပဲဖြစ်ပါတယ်အကုန်လုံးလှတယ်နော်ချစ်စရာလေးတွေပါအကုန်လုံးလှပါတယ်ရှင်ကဲမနေ့ဝပြတဲ့ဆွဲကြုတ်ကတစ်ချက်သားလောက်ကလေးရငါမူတာဘူးဝပြတဲ့လက်စွပ်တွေအကုန်လုံးကတမတ်သားလေးတွေဖြစ်ပါတယ်ရှင်ကဲဒါတွေအကုန်လုံးတမတ်သားလက်စွပ်လေးတွေပါပြီးတော့ဒါလေးကတစ်ချက်သားဟန်ချင်းလေးဖြစ်ပါတယ်ရှင်တမတ်သားလက်စွပ်လေးတွေခုနလေးပြပြီးထားပြီနော်ကဲဒီကျိုးလေးတစ်ချက်သားပါဟန်ချင်းလောက်ကလေးကငါမူတာပါရှင်ကဲတမတ်သားလက်စွပ်တွေစိုက်နှစ်တက်တာလေးတွေတွေ့ရင်အားပေးလို့ရပါပြီရှင်အကုန်လှတာနော်အကုန်လှတာပါတမတ်သားတွေတကွင်းတမတ်သားလေးတွေပါရှင်